တောင်း B တောင်း C ကိုအရာပေးလိုက်အရာပေးပြလိုက်ပါတော့ဆိုတော့တောင်း A တောင်း A တောင်း B တောင်း C ဆိုတော့အရာ180ဒီဂရီရဆောင်ကြတဲ့တူအဲ့တော့ trigger ABC မှာတောင်း A တောင်း B တောင်း C ဆိုပြီးတော့ရှိရနော်အဲ့တောင်း A တောင်း B တောင်း C ပေါင်းလိုက်လို့ရှိရင်180တိကျအောင်တော့တတိပြပါနော်အဲ့တော့ပေါင်းမဲ့တောင်း3ခုနော်တောင်း A တောင်း B တောင်း C ကိုအရာပေးလိုက်အရာပေးပြီးတော့ကတ်ကြည့်ရအောင်ဆိုတော့တောင်း A တောင်း B တောင်း C ဆိုပြီးတော့ရတယ်ပြီးတော့မြင်းပြောင်းတစ်ကြောင်းက180ဒီဂရီရှိတဲ့အတွက်ကြောင့်မလို့ဖြတ်ထုတ်ထားတဲ့တောင်း3ခုကိုနော်မြင်းပြောင်းကိုတင်ပြီးတော့ပေါင်းကြည့်ပါဦးနော်ပြီးတော့တောင်း A ကိုမြင်းပြောင်းပေါ်တင်လိုက်ပြီးတော့တောင်း B ကိုပေါင်းပြီးတော့တောင်း C ကိုမလာပြီးတော့ပေါင်းတောင်း A တောင်း B တောင်း C မြင်းပြောင်းတစ်ကြောင်းကိုပေါ်တင်ပြီးတော့ပေါင်းလိုက်တဲ့အခါကျတော့ဒီဒီဘလောက်ရလာလဲဆိုတော့180ဒီဂရီရလာ180ဒီဂရီရဆောင်းကြတဲ့တူအဲဒါမလို့ trigger ရဲ့အတွင်းတောင်း3ခုဖြစ်တဲ့တောင်း A တောင်း B တောင်း C ပေါင်းလိုက်လို့ရှိရင်180ဒီဂရီဖြစ်တယ်ဆိုတာလို့သက်သေပြလို့ရအောင်နော်